Naya waterfront market ma king crab no. So take ji jo de. Zeno wa baba ngwe ne 6သိန်း5သန်းလောက်ကြမယ်။နော်မြန်မာပြည်မှာတော့အရန်တက်ပါတယ်ခင်ဗျာ။လက်ကတော့ငါ့ကိုညှက်တော့မှာ။ညှက်တော့။ဗာမျိုးကြီးအပြင်မှာသွားချက်ရမယ်။အားလုံးပဲမင်္ဂလာပါ။ဦးနိုင်တို့တွေဒီနေ့မှာတော့ဒူဘိုင်းမှာရှိတဲ့ waterfront market ကိုသွားမှာဖြစ်ပါတယ်။အဲ့ဒီမှာကပင်လယ်စာငါးပဇွန်အစုံရှိသလိုမျိုးအသားတွေနောက်အသီးအနှံတွေပေါ့ဒါလက်ကားတွေရောလက်လီရောရောင်းတဲ့နေရာဖြစ်ပါတယ်ဒီနေရာလေးကိုသွားစားမယ်ဆိုလို့ရှိရင်တော့အထာလေးရှိပါတယ်အဲ့အထာလေးကဘာလဲဆိုတော့သူကအဲ့ငါးပဲဝဲနော်ပဇွန်တွေစီဖူးတွေကြိုက်တာပဲဝဲပေါ့အဲ့မှာကိုသွားကြည့်မယ်သွားကြည့်တဲ့အခါမှာသူတို့မှာဒီ service ပေးတဲ့ဝန်ထမ်းလေးရှိတယ်သူကဧည့်သည်ရောက်လာပြီဆိုတာနဲ့တောင်းလေးနာပေါ့တောင်းလေးယူလာပြီးတော့မှသူတို့ကလိုက်လာတာပေါ့တကယ်လို့ကိုကသူတို့မခေါ်ချင်ဘူးဆိုလို့ရှိရင်လေကိုကိုchannel ဆွဲပြီးတော့မှလိုက်ရှာပြီးတော့ကိုကိုဈေးစစ်ပြီးဝယ်လို့ရတယ်သူတို့ပါလာတဲ့အတွက်ကြောင့်မို့သူတို့တော့အနေငယ်တော့လမ်းညွှန်ပေးတာပေါ့နော်ဒီမှာတော့အလိန်ညာတော့သိပြီးတော့မတွေ့ရဘူးအဲ့ဒီကောင်လေးတွေကိုလည်းခိုင်းမိပြီဆိုလို့ရှိရင်လေကိုကတဟန်း30လောက်အနည်းဆုံးပေါ့နော်တဟန်း30တချို့ကလည်းသဘောကျ20 30တော့ပေးတာပေါ့လေအဲ့လိုမျိုးပေးသွားလို့ရတယ်ဦးနိုင်တို့ကလည်းအခုမြင်တွေ့နေရတဲ့ကောင်လေးကတောက်လျှောက်လိုက်လာတော့သူခေါ်လိုက်တယ်ခေါ်ပြီးတော့မှတော့အသားငါးထဲနဲ့ရောက်ပြီဆိုတော့ကိုကလိုက်ကြည့်တော့ဦးနိုင်တော့ကြံတဲ့ခါတွေကတော့ကိုရန်ကုန်မှာလဲဒါပဇွန်တော့ရေချိုပဇွန်ဆိုလဲနော်ပေါ်တီစားနေရသေးတာပဲဆိုတော့လေဒီမှာကတော့ king crab ပေါ့ king crab ကတော့ရှားပါတဲ့ပစ္စည်းလေးဖြစ်တယ်ကိုနိုင်ငံမှာဆိုလဲဈေးကြီးပေးစားရမယ် Bangkok မှာတော့ဈေးကြီးတယ်ပေါ့နော်ဒီမှာကတော့ king crab တွေနောက်ကိုဘယ်လိုခေါ်မလဲကြောက်ပဇွန်ဆိုလဲအကြီးတွေပေါ့နော်အဲ့ဒါမျိုးကြီးတွေအဓိကတော့ king crab ပေါ့လေ king crab ကိုစားမယ်ဆိုပြီးတော့ကြည့်ရနောက်ဦးနိုင်တော့အရန်ကိုစားကျင်ခဲ့တဲ့ငပါးနီပေါ့ငပါးနီကလည်းအရန်လက်ဆက်တဲ့ငပါးနီတွေဆိုလို့ရှိရင်တကယ်ကိုဘယ်လိုခေါ်မလဲငမြင်းကိုစားတကယ်ဆိုပါအသားရောအစီရောအရန်ကောင်းတယ်အသားလည်းချိုတယ်ပေါ့အဲ့တော့အဓိကဒီနေရာမှာဦးနိုင်တို့ဘာဝယ်လိုက်လဲဆိုတော့king crab ကိုဝယ်တယ်ပြီးလို့ရှိရင် king crab ကတော့2.40 kg လောက်ရှိတယ်အဲ့ဒါကိုဗမာငွေ6သိန်းခွဲလောက်ကျတယ်ဒါ6သိန်းခွဲဒါသူ့ရဲ့အကောင်ကြီးပဲရှိသေးတာပေါ့အဲ့ဒါကိုသွားပြီးတော့မှဦးနိုင်တို့ခုတ်ခိုင်းရမယ်စေးခိုင်းရမယ်တန့်ရှင်းခိုင်းပြီးတော့မှတခါစိုင်အရှိမှာဆိုစိုင်နှန်းတွေရှိတယ်အဲ့စိုင်နှန်းမှာသွားပြီးချက်ခိုင်းရမှာဖြစ်ပါတယ်အဲ့တော့ဒါပထမဆုံးလောက်ရမှာကတော့ကိုကြိုက်တဲ့အသားငါးကိုရွေးမယ်လက်စတာကိုရွေးမယ်ဈေးစစ်လို့ရတယ်ဈေးစစ်တာကထက်ဝက်လောက်ကိုစစ်ချပလိုက်ထက်ဝက်လောက်ကိုစစ်ချပြီးမှဖြည်းဖြည်းချင်းတိုးပေးအဲ့ဒါသူတို့ရှိမှာဒါတော့သူတို့ရထားပေါ့နော်ကိုဈေးစစ်နိုင်မှာပဲတန်မှာပေါ့အဲ့တော့ဈေးစစ်တယ်ဈေးစစ်ပြီးတာနဲ့အဲ့ဒီကိုဝယ်ထားပြီးသားပစ္စည်းတွေကိုနော်တွန်းလိုက်နဲ့တွန်းသွားပြီးတော့သူတို့ကဟိုဘက်မှာခုတ်ထစ်ပြီးတော့မှဒီအတန်ရှင်းတဲ့အပိုင်းသက်ရှိတယ်အဲ့ဒီမှာကိုပြုတ်လုချင်တဲ့ကိုဝယ်လာတဲ့ဒီငါးဆိုရင်ငါး section ပေါ့နော်အဓိကတော့ငါး section မှာခုတ်တာပဲတွေ့ရတယ်အဲ့တော့ငါးတွေဒီရေချိုပစုံတွေပါညာပင်လယ်စာတွေကိုကိုဝယ်လာတာကိုဇွဲပေါ်တင်လိုက်မယ်တင်ပြီးအခါကြလို့ရှိရင်တို့ကအလေးချိန်နဲ့ပါညာတွက်တယ်တွက်ပြီးခုတ်ခထစ်ခတွေအရင်ရှင်းရတယ်ရှင်းပြီးတို့ slip လေးထွက်လာတယ်အဲ့ slip လေးထွက်လာပြီးမှဟိုဘက်တခါစီဇုံလားမသိစီဘက်မှာသွားပြီးတော့မှ C section ပေါ့အဲ့ဘက်မှာသွားထိုင်ပြီးတော့မှကိုယ့်ရဲ့ဒီသူပေးထားတဲ့ token number ပေါ့အဲ့ number ကိုကြည့်ပြီးစောင့်ပြီးတော့ကိုကယူလိုက်အောင်ပဲအဲ့ကြရင်နော်ဒါကိုကတခါပြောရမယ်ဒါကတော့ကြော်မယ်ဒါကတော့ထစ်မယ်ဒါကတော့ခုံမယ်အဲ့ဒီမှာလဲအဲ့ဒီဟိုဒီလောက်ခါလေးပတ်စံလေးပေးရတာပေါ့နော်အဲ့ဒါဘယ်လောက်ပေးရတာအဲ့ဒါဟိုအဲ့9တကောင်ပဲကွာ19တော့အဲ့ငါးကဦးနိုင်တို့ဝယ်လိုက်တာလဲကြည်အောင်လေငါပါးနီတကောင်တွေကိုငါးပိတ်တာကြော်တော့ခုတ်ခထစ်ခပဲတဟန်း20တဟန်း20ပေးရတယ်ဆိုတော့ကိုကတဝက်ဝက်လိုက်တာတကောင်လုံးတော့သက်တာအဲ့တော့သူကဦးနိုင်တို့ကကျတော့တဝက်ကိုကြော်တယ်တဝက်ကိုတော့sweet and sour လုံးမယ်ပေါ့ချိုချင်လေးဆိုတဲ့ခါကျတော့အဲ့မှာလဲအဲ့လောက်ပေးရတယ်နောက် king crab ကတော့တကောင်လုံးကိုဟိုပါ steam လုပ်မှာဆိုတော့သူတော့မလုပ်ခိုင်းခဲ့တာဘူးနောက်တော့ဦးနိုင်တို့အမဲသားတက်ဘက်ကိုသွားတယ်အမဲသားကိုလည်းအမဲသားဘက်ကိုသွားပြီးတော့အမဲသားမှာကိုစားကျင်တဲ့အပိုင်းပေါ့နော်အဲ့ဒါလေးလည်းဝယ်လာလိုက်တယ်ဒါပေမဲ့အမဲသားကကျတော့လေဒီဘက်မှာကကိုပြန်ချက်ခိုင်းဖို့ကကြတော့သူကလေ grade တစ်မျိုးပဲရှိတယ်ဦးနိုင်တို့ကကျတော့ဥမာချင်းဆက်လေးပါလေအနှစ်ကလေးပါလေးနဲ့စားကျင်တာဆိုတော့အဲ့ဒါတော့မချက်ခိုင်းလိုက်တော့ဘဲနဲ့ကိုကပဲ hotel ကိုတည်ခဲ့လိုက်တာပေါ့နော်ဒီမှာပဲဒီညမလေးကိုပဲချက်ခိုင်းမယ်ဆိုပြီးတော့ပေါ့နော်ပြီးတော့ဦးနိုင်တို့ဒီအားလုံးဝယ်ပြီးသွားတဲ့အခါမှာတော့အားလုံးဝယ်ပြီးတော့ဒီပတ်စံတွေပိုင်းရှင်းပြီးတော့မှသူတို့လည်းခုတ်ထစ်ပြီးမိမိကြိုက်နေတဲ့တဲ့ပုံစံတိုင်းလုပ်ပြီးဆိုလို့ရှိရင်တော့အဲ့ဒါတခါတွန်းလွှတ်နဲ့ပြန်တွန်းလာပြီးတော့အဲ့ဥစ္စာရဲ့ဒီအစာအုပ်ရဲ့အပြင်ဘက်ကိုထွက်လိုက်ရင်စားတော့ဆိုင်တွေရှိတယ်စားတော့ဆိုင်တွေအများကြီးရှိတဲ့အထဲမှာအဲ့ဒီမှာလူတွေအရန်သဘောကျတာဖိလစ်ပင်းဆိုင်တခုရှိတယ်ဖိလစ်ပင်းဆိုင်ကနာမည်က Floto လို့ပုံစံမျိုးပေါ့နော်နော် flow လားမသိအဲ့လိုမျိုးသူ့နာမည်လေးမှာသူ့ရဲ့ဒီဇိုင်းလေးနဲ့ဦးနိုင်ပြထားတယ်နော်အဲ့ဒီမှာတခါတည်းတွန်းလှည့်နဲ့တွန်းသွားမယ်
ဆိုတော့အတိုင်းပဲအဲ့ဒီစောစောပတ်စံပေးပြီးတော့မှ service ပတ်စံဟိုမဟုတ်ဘူးလေးပေးပြီးတော့မှ service လည်းလုပ်နေတဲ့ကောင်လေးတွေတွန်းခိုင်းလဲရတယ်ဦးနေတော့ပထမကိုအများကြီးပေးရမယ်ထင်တာပေါ့နော်ကိုကအတွေ့အကြုံမရှိတဲ့ခါကျတော့တကယ်ကြတော့လဲစေတနာလဲသူတို့ပါတယ်ပေးတဲ့လောက်ပဲယူတယ်ပေါ့နော်တဟန်း30ဆိုမြန်မာငွေ1000ကျော်ပေါ့လေအဲ့ဒါလေးပဲယူတယ်ပြီးတော့မှတွန်းလဲလိုက်တို့ပြီးတော့သူကအဆိုင်ကောင်းတဲ့နေရာညွှန်ပေးတယ်အဲ့တော့အဲ့ဆိုင်ကိုရောက်တဲ့အခါကျပြန်တော့လေကိုဆိုးကခုတ်ထစ်လာတဲ့အပိုင်းတွေအဲ့သူတို့ဇွဲပေါ်တင်ပြီးတော့ချိန်ပြီးတော့ဘလို့စားကျင်တာလဲလို့မေးတယ်တဲ့ခါမှာဦးနေတော့ဒီငပါးနေကိုတော့တဝက်ကိုတော့ကျွတ်ကလေးကြော်ခိုင်းတယ်တဝက်ကိုတော့ဆိုပြောတယ်ချိုချင်းချက်ခိုင်းတယ်ပေါ့နော်အရန်ယူငါးပိတ်သားဆိုတော့လေကိုကစားကျင်တာပဲကြည့်ပြီးတော့အဲ့လိုအကြီးကောင်ကြီးကိုစားဘူးချင်တာပဲရှိတာပေါ့တကယ်ကြတော့အရန်အသားတွေကများနေတယ်လीနော်အဲ့တော့များတဲ့ခါကျတော့အဲ့ဒီမှာအဲ့ဒါလည်းနည်းနည်းလေး overall ဖြစ်သွားတယ်ပြီးလို့ရှိရင်အဓိကစား king crab 3မျိုးလောက်ခိုင်းနော် လက်ဆက်ငါးပါးကြီးကိုအကျော်တစ်မျိုးအချက်တစ်မျိုးစုရစားဝယ်လောက်ခိုင်းလိုက်ရမှာဟုတ်တယ်အဲ့ဒါမျိုးအရေးဆက်နေတယ်နော်အဲ့တော့လည်းဘက်ကရမ်းစာနေမသိဘူးလားဘက်ကမှအဓိကတော့ခုတ်ဘယ်လိုကောမရွေးရတယ်ပြီးလို့ရှိရင်သူတို့ခုတ်တာထည့်တာတွေစောက်ရတယ်ပြီးတော့မှဒီစားတော့ဆိုရင်ပထမမသိသေးတော့ရှားရတာပေါ့နော်ဒီဆိုင်အကောင်းကြောင်းဘယ်ဆိုင်ကောင်းလဲကိုလည်းမသိဘူးပေါ့အဲ့တော့အဲ့ဒီအချိန်မှာဆိုင်ရောက်လာတဲ့ခါကျတော့ဦးတို့ king crab ကိုဆိုတဲ့အတိုင်းပဲပေါ့နော် king crab ကိုတော့သူကsteam လုပ်ပေးတယ်ပေါ့နော်လုပ်ပြီးတော့မှတခါလဲစားလို့ရအောင်တခါလဲအလွယ်တကူဖြစ်အောင်အရာလေးပေးလိုက်တယ်ချက်ကတော့ဘလို့နီးပဲချက်တကယ်ကြီးဦးတို့တဟန်း25ချက်25ချက်ပေးရပါတယ်အဲ့တော့ရောက်လာတဲ့အခါမှာတော့သူတို့ဒီငပါးနေကိုကျွေးလေးကြော်ထားတာလေငပါးနေကလေအဲ့အရေကုန်ကထူထူလေးငရေအရေကုန်အောက်မှာအမဲတိုင်းလေးနဲ့တက်မှာအတွင်းမှာအစီရတစ်ထက်မှာဘိုက်သားနေဆိုရှုပ်ကနေအရန်စားလို့ကောင်းတယ်ဟုတ်ဆိုတော့ဦးနိုင်တို့အရန်ကိုစားခြင်းခဲ့တယ် king crab ကြီးရောက်လာပါပြီအဲ့ king crab ကြီးကလည်းအဲ့လက်တွေဆိုလို့ရှိရင်လေသူကတခါတည်းသူကပုံမပြက်လေးသာတင်ထားပေမဲ့အထဲမှာတော့သူကလွယ်လွယ်ကူဆွဲလို့ရအောင်လွယ်လွယ်ကူအသားကိုဆွဲထုတ်ပြလိုက်လို့ရအောင်အကောင်လုံးအစင်းသစ်လုပ်ပေးထားတာဖြစ်ပါတယ်စားတော့ဆိုင်ထဲမှာတော့ထမင်းနဲ့အေးနဲ့ကတော့တယောက်ကိုတဟန်း15ချက်ပေါ့နော် free flow အေးရလည်း4မျိုးလောက်ရှိတယ်တကယ်လို့မိမိက sauce တွေပါထပ်မှာမယ်ဆိုလို့ရှိရင်တော့အနည်းငယ် charges တွေရှိပါတယ်အဲ့တော့ဒီထဲမှာကတော့ air con လည်းအရင်အေးပြီးတော့မှနောက်ကိုတယောက်တည်းပဲဒီလိုမျိုး heavy တွေမှာသလားဆိုတော့လည်းမဟုတ်ပြန်ဘူးတော်တော်များများလာတဲ့လူတွေမှန်သမျှဒီဘာလို့လဲ waterfront market ကိုရရင်ဝါမယ်ဟေးဆိုတဲ့လူတွေကြီးပဲအဲ့တော့ဝိုင်းတွေကိုကြည့်လိုက်လို့ရှိရင်အားရပါရမှာပြီးတော့မှစားနေကြတာတွေ့ရပါတယ်နောက်တစ်ခုအောင်နေဒီမှာစားတော့ပြီးတော့မှကိုစားကြရလဲစားပြီးပြန်တော့မယ်ဆိုတဲ့အခါကျတော့ပထမအသီးတန်းလဲဝင်ပြီးအသီးတန်းကြီးကလည်းတကယ်ကိုတမျိုးတစ်ခေါက်မှမမြင်ဘူးတဲ့အသီးတွေပါပါတယ်ဒါပေမဲ့အဲ့ဘက်ကတော့မဝင်ခဲ့လိုက်ရတော့ဘူးပေါ့နော်အဲ့တော့ဦးနိုင်တို့ထုံးစံတိုင်းပဲ taxi ကိုခေါ်တော့လည်း GMC ကားကြီးရောက်လာတယ်အဲ့တော့ GMC ကားကြီးနဲ့ဦးနိုင်တို့ပြန်ခဲ့လိုက်ပါတယ်ဒါကတော့ဦးနိုင်တို့ဒူဘိုင်းမှာရောက်ရှိနေချိန်မှာwaterfront market ကိုတွားလဲခဲ့တဲ့အစီအစဉ်လေးဖြစ်ပါတယ်အားပေးနေကြတဲ့အစားတိုင်းမှာချေရခင်ရတော့သူတူချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်အစီအစဉ်လေးတွေမှာပြန်လဲဆုံနေကြပါမယ်ခင်ဗျာဒီမှာအဓိကသားကောင်းမစားတော့ဘူးဟုတ်လားဒီကဘလို့ခုနကတော့နှမျောလဲဆို ငပါးနေလဲပေါ့လေငပါးနေကတကောင်လို့တော့၅ပိတ်သာရှိတယ်တဝက်မရှိကိုကြော်လိုက်တယ်အခုဒါကကျတော့ဆွေand sourဘက်ကတော့သိမစားနိုင်ဘူးဒါပြီးကြည့်လိုက်ပါမမီးကမြည်ကြည့်လိုက်ပါငပါးနေရဲ့လက်ဆက်မှုကလေလုံးဝဒိုက်စော်လဲမနန်တဲ့အပြင်မှာဘိုက်တင်မှာဆိုအစီအမငမင်းကိုစားနေရတယ်စားကြပါဦးခင်ဗျာချိုးလားချိုးဒါလည်းတို့လားဒါလည်းဒီနေ့ကတော့ထားတာ好嘛，我吃的。拜拜。